တချင်ကြနေပြီထားကြရင်မစောကြဘူးဟဲ့နင်တို့ငါရင်ထဲတော့မပတ်ဘူးတင်းနဲ့ပဲပန်းမယ်ဟာစရပါရှင်ဒီနေ့မှာတော့တချင်မစောပဲအင်းင်းပုံးလေးတွေဒီသားရှိတရေကြီးစောပြမယ်အားလုံးမဲ့ဆုံးဖြတ်လိုက်ကြဆုံးဖြတ်ကြည့်ပြီးစိုးနဲ့အသေးပြုရမမင်းနဲ့အောင်ကောင်းဒီကမိုက်တာပဲကဲနင်တို့အားလုံးမကြောက်ကြနဲ့ငါတရားလို့ရှိနေတော့နင်တို့ကကြောက်နေပေါ့အမလေးဘာလို့ဟဲ့လွတ်ကြမောင်းလာပြီအမလေးမသားမကြီးဟဲ့ငါတော့လိုက်လာမလိုက်လာနဲ့ဟာတော့ထတော့အမလေးကြကြမောင်းဆုံးဝဲဟဲ့မဖြစ်ခဲ့မဲ့သူမရှိဘူးလားဟဲ့လွတ်ကြမောင်းနောက်ကလူတွေဘယ်ရောက်ကုန်လဲဟဲ့လွတ်ကြပါငါသေးပြီဒီမကောင်းဆိုဝါပေတော့မပြတ်မလာနိုင်တော့ဟဲ့ဘာရောဟဲ့ငါတွေ့လိုက်တယ်ဘာရောမသိဟဲ့မေဘီကြောင့်အမားတော်ရေချိုးကနေမှဘာလုပ်ရလဲစိတ်မရှိပါနဲ့တော့အမားတော်ရေကောင်းကောင်းချိုးလို့ရတော့တခါလေးပြင်ပြီးတာဟင်းအမလေးမဖြစ်ကိုအသက်လုံးကြုံယူတော့ပေါင်းနေရမှာမဖြစ်မနေပေါင်းရမယ်ဟဲ့ခဏနေပေါင်းခဏနေပေါင်းဟဲ့ညဘာလို့ငိုနေရလို့ဟဲ့မေပြောင်းနီးကိုချိုးလိုက်တာဟဲ့မေပြောင်းရဆိုးနေငိုနေတယ်တွားအမလေးကြကြမောင်းချေကြမောင်းချေဒီမှာကျမတို့ပြန်လိုက်လဲနေလို့လောက်ကြမောင်းဟဲ့လာလိုက်စမ်းအမလေးလာစမ်းမအမလေးနေလို့တော့အစီပဲဟဲ့ဘယ်ဝါတော့ဟဲ့လက်ချက်ပေါင်းဟဲ့ငါအောက်ကနေလိုက်နေတာအမလေးလိုက်နေတာတရေမတော်တော်လေးလာကြည်အမလေးဟဲ့လောက်ကြပေါင်းကြကြပေါင်းဆောင်းဝါဟောင်းမီပလီတရားမရှိကြဘူးလားဒီမှာငါတော့ကိုလိုက်နေရဟဲ့ဆောင်းဝါဟောင်းမီပလီအမလေးဟဲ့ငါတော့ကိုလိုက်နေငါ့ကိုသူတွေများမယ်လာမေတို့တို့လိုက်နေကြကြမောင်းဟဲ့လေအမလေးတို့ကချင်းငါနဲ့ဝိုင်းကြီးပဲတူစော့ကြည့်နေတာနေလားစော့ကြည့်နေလာလေလာမလာလိုက်စမ်းမပေါင်းမမိပါရဲ့ဗီဒီယိုကိုအပြီးထိကြည့်နေတဲ့သူတွေအတွက် YouTube မှာတောက်ပြီးကြည့်လို့ရပါပြီဒါဆိုရင်အဆုံးထိကြည့်ပြီးအသေးပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးအသေးပေးတဲ့သူတွေရောဆက်ပတ်ပါပဲဒါပါပဲဘိုင်